မင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့ဝါဆိုလာပြည့်နေပြီပါရှင်ဒီနေ့ရဆိုရင်ဗုဒ္ဓဘာသာဝင်တိုင်းအတွက်တန်ဖိုးထားရအထွတ်မြတ်ထားရဖြစ်တဲ့ဝါဆိုလာပြည့်နေဖြစ်ပါတယ်အမြတ်သူကနေပြီးတော့ဝါဆိုလာပြည့်နေမှာအမှတ်တရ content တွေတစ်ခုလောက်ရိုက်ချင်တယ်လို့အမြတ်သူရဲ့ content တင်းကိုပြောတဲ့နေရာမှာအမြတ်သူတို့အားလုံးကဝါဆိုလာပြည့်နေရဘာကြောင့်ဖြစ်တည်လာတယ်ဘလို့မျိုးထူးခြားတဲ့ဖြစ်စဉ်တွေရှိတယ်ဘာတွေမြေထူးမြတ်ဖြစ်တယ်ဆိုတာတွေအားလုံးကိုလေ့လာရှာဖွေပြီးတော့အခုလိုပြန်ပြီးတော့ဒါလေးကိုပြန်လည်မျှဝေခြင်းဖြစ်ပါတယ်အများစုကတော့တည်ပြီးကောင်းပြီးကြတဲ့ပေါ့နော်အကြောင်းအရာတွေဖြစ်နေတယ်မတည်သေးတဲ့သူတွေထပ်ပြီးတော့မျှဝေပေးခြင်းဖြစ်ပါတယ်ရှင်ဝါဆိုလာပြည့်နေကြီးရဆိုရင်ပုံမှန်ပွဲလန်းသဘင်တွေနဲ့အထင်ကြီးပွဲတော်တွေရှိတဲ့နေဒူးနည်းမြတ်တရက်ဆိုတာထက်ကိုပုံမအထွတ်မြတ်ထားတန်မိုးထားရတဲ့နေဒူးနည်းမြတ်ကြီးတစ်ခုဖြစ်ပါတယ်။ဘာဖြစ်လို့လဲဆိုရင်ဝါဆိုလာပြည့်နေဟာဗုဒ္ဓမြတ်စွာဘုရားဖြစ်ဖို့အတွက်ဒီပရိသတ်တွေတည်တဲ့နေ့ဟာလဲဝါဆိုလာပြည့်နေဖြစ်ပါတယ်။ဒါအပြင်ကတိရဒမင်းသားကစီးစိမ်နဲ့နမ်းမွေလန်းလျာရည်နဲ့ပိုင်ဆိုင်မှုအားလုံးကိုစွန့်ခွာပြီးစံပယ်ပြီးရဟန်းဖြစ်တောထွက်တဲ့နေ့ဟာလဲဝါဆိုလာပြည့်နေဖြစ်ပါတယ်။မဟာဗောဓိပင်မှာဗုဒ္ဓအဖြစ်အောင်တော်မူတဲ့ပထမဆုံးဘုရားဖြစ်တဲ့နေ့ဟာလဲဝါဆိုလာပြည့်နေဖြစ်ပါတယ်။ဒါအပြင်ပြင်စဝိဂ္ဂီ၅ပါးကိုတရားဟုတရားမြတ်ဖြစ်တဲ့ဓမ္မစကြာတရားကိုစတင်ဟောကြားတဲ့နေ့ကလည်းဝါဆိုလာပြည့်နေ့ဖြစ်ပါတယ်ရှင်။ဗုဒ္ဓမြတ်စွာဘုရားရဲ့သားတော်တွေဖြစ်တဲ့ယဟန်တော်တွေကလည်းဒေသစာရေးမကြွချီပဲနဲ့ကျောင်းမှာတဲ့သတင်းသုံးရတဲ့ဝါဆိုဝါကက်ဝါရင်ပထမဦးဆုံးစတင်တဲ့နေ့ကလည်းဝါဆိုလာပြည့်နေ့ဖြစ်ပါတယ်ရှင်။ဒီလိုမျိုးထူးခြားတဲ့နေလူနည်းမြတ်ဖြစ်တဲ့အပြင်မှာဝါဆိုလာပြည့်နေ့ရဲ့တန်ဖိုးအရှိဆုံးကတော့ဗုဒ္ဓမြတ်စွာဘုရားဓမ္မစကြာတရားတော်ကိုခေါ်တဲ့အစွန်းတစ်ဖက်မှာမနေပဲအလဲမျက်စိမှာပြိပဒါလမ်းစဉ်ကိုစတင်ကျင့်သုံးမှုအတွက်တရားဥတရားနဲ့ဖြစ်တဲ့ဓမ္မစကြာတရားတော်ကိုစတင်ဟောပြီးတော့လူတွေဟာအစွန်းတစ်ဖက်မှာမရှိနေပဲမျက်စိမှာပြိပဒါအလဲလမ်းစဉ်မှာတည်ရှိရမယ်ဆိုတဲ့နီလန်းကျင့်စဉ်ကိုစပြီးတော့ဟောကြားတော်မူတဲ့နေ့ဖြစ်တာကြောင့်မလို့ဝါဆိုလာပြည့်နေ့ကအရန်ကိုတန်ဖိုးရှိပါတယ်ရှင်ဗုဒ္ဓဘာသာဝင်တွေရဲ့အထွတ်မြတ်ထားရာဆွမ်းလရာသီမှာရှိတဲ့ပွဲတော်တွေနေတူးနည်းမြတ်တွေတဲ့ဒါမကအထူးသဖြင့်ပေါ့အထင်ကြီးပွဲလန်းသဘင်တွေဒါမကပဲနဲ့တကယ့်ကိုလူတိုင်းလိုက်နာကျင့်သုံးနိုင်တဲ့တရားလူနီလန်းကျင့်စဉ်ကိုစပြီးတော့ပြသခဲ့တဲ့နေ့ဖြစ်တာကြောင့်မလို့ဝါဆိုလာပြည့်နေ့ဟာဗုဒ္ဓဘာသာဝင်တွေအားလုံးအတွက်အထွတ်မြတ်ထားရာတန်မိုးရှိဆုံးနေ့တစ်နေ့ဖြစ်ပါတယ်။ဒါကြောင့်မလို့အထွတ်မြတ်ထားရာဟောဒီဝါဆိုလာပြည့်နေ့မှာမြတ်သူကနေပြီးတော့ပေါ့နော်တန်ခါတော်ကိုလည်းဝါဆိုသင်္ကန်းလေးစက္ကန့်တန်းခဲ့ပါတယ်။ဒါကြောင့်မလို့ဒီနေ့အမြတ်သူပြုလုပ်တဲ့ကုသိုလ်ကောင်းမှုကိုမြတ်သူကိုချစ်တော်သူများအားလုံးပြီးတော့ခုနှစ်သားသမီးများအားလုံးပေါ့မြတ်သူဒီနေ့ပြုတဲ့ကုသိုလ်လေးကိုအမြတ်ပေးနေပါတယ်ရှင်။ကုသိုလ်ကောင်းမှုလေးကိုဝေမျှပါတယ်။အမြတ်လုံးကြပါကုန်တော်သားကြည့်ရှုနေသူတွေအားလုံးလည်းတရားတို့တရားမြတ်ကိုရကြပြီလုပ်ငန်းကိုင်ငန်းတွေအဆင်ပြေပါစေအစွန်းရောက်တဲ့စိတ်တွေဖယ်ပြီးမျက်စိမှပြိပါနီလန်အတိုင်းကျင့်သုံးနိုင်ကြပါစေလို့လည်းဆုမွန်ကောင်းတောင်း